အားလုံးပဲမင်္ဂလာပါဒေါက်တာဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ဒေါက်တာတို့ဆေးကမ်းမှာလုပ်လေးရှိတဲ့ဒီ body contouring နဲ့ weight management program လေးဖြစ်ပါတယ်ဒီ body contouring program မှာဆိုလို့ရှိရင်ဒီဒေါက်တာတို့ဆေးကမ်းမှာလုပ်လေးရှိတာလေးတွေကတော့ meso fat ထိုးတာလေးတွေနောက်ပြီးတော့ slimming drip ထိုးတာလေးတွေနောက်ဆက်နဲ့အစီချမယ်ဆိုလို့ရှိရင်လည်း A line နဲ့ဆက်အစီချတာ USA cool sculpting set နဲ့ဒီ cryo define ဆိုတဲ့ဒီ A line အစီချတဲ့ set တွေရှိရပေါ့နော်နောက်ထပ်တစ်ခုကတော့ဒီအစီတွေကတော့ကျသွားတယ် body မှာဒီအရေပြားမှာတွဲနေရလေး second လေးနည်းနည်းရှိရဆိုရင်ဒါတော့ဒီ radio frequency ဆိုတဲ့ RF treatment လေးကိုလုပ်ပေးရပေါ့နော်ဆိုတော့ဒီ body slimming treatment လေးကတော့အဓိကအားဖြင့်ဒီဆေးကိုခဏခဏအချက်ရည်တွေအများကြီးမထိုးချင်ဘူးတစ်ပတ်တစ်ခါလေးပဲ trip လေးချိတ်ပြီးတော့ဒီလိုweight လဲကျချင်တယ်ထိန်းလဲထိန်းထားချင်တဲ့သူတွေအတွက်ကိုတော့အရင်အထူးသင့်တော်ရပေါ့နော်ဒီဆေးထိုးမယ်ဆိုလို့ရှိရင်တော့ဒီလိုပုံမှန်ဆိုရင်တော့ဒါတော့ဆေးတက်မတဲ့ကိုအရင်စမ်းပေးတယ်ပြီးတော့မှ drip လေးချိတ်ပေးတယ်နောက် radio frequency treatment လေးကတော့ဒီ radio frequency ဆိုခုနပြောသလိုပဲဒီ body မှာကအစီတွေကတော့တဖြည်းဖြည်းတော့ကျလာတယ်ဒါပေမဲ့အစတွေကတွဲပြီးသားဥမာ bite တွေပါရဲဆိုရင်ဒီတွဲနေတဲ့အစီတွေရှိရဲဆိုလို့ရှိရင်ဒီဆက်နဲ့ပေါ့နော်ဒီအပူလိုင်းလေးနဲ့ပဲသွားပြီးတော့ဒီအရေပြားလေးကိုချစ်လာအောင်လုပ်ပေးရ bite တွေပေါင်တွေချို့ဆိုဒီတင်ပါးတွေပါအရေပြားတွေလျော်ရဲနေရမျိုးတွေရှိရဲလက်မောင်းတွေဆိုလည်းအရေပြားတွေလျော်ရဲနေရရှိရဲဒီမင်းနှစ်ထပ်အစီတွေဆိုလို့ရှိရင်လည်းဒါတော့ဒီ radio frequency treatment လေးရဲ့နောက် meso therapy အစီကျစေထိုးတာလေးတွေအဲ့လိုတွဲပြီးတော့လုပ်ပေးလေးရှိရဲပေါ့နော်